Hello အားလုံးပဲမင်္ဂလာပါ welcome back to my page so ဒီနေ့ကျွန်တော်ကခောက်ခတ်ကနေပြီးတော့ဒီမှာစာလမ်းပြီးတော့ထုတ်ရလဲဆိုတော့ပြောပြပေးတာမှာဖြစ်ပါတယ်ခောက်ခတ်ကနေပြီးတော့ဒီမှာစာလမ်းထုတ်ဖို့အတွက်ဆိုလို့ရှိရင် Z.3 ဆိုတဲ့ app နဲ့ Frozen Keyboard ဆိုတဲ့ app ကိုကျွန်တော် download လုပ်ဖို့လိုပါတယ်ကျွန်တော်တို့အဲ့အလေးတွေကို download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကFrozen Keyboard ဆိုတဲ့ app လေးကိုကျွန်တော်ဝင်ရမှာပေါ့နော် Frozen Keyboard app လေးကို next ပြီးတော့ရှင်အပြန်စာလေးကို next ပြီးတော့ရှင်ဒီအောက်ဆုံးကသူကနှစ်ခုပေးထားရဲအဲ့ဒါကိုအောက်ဆုံးကဟာလေးဖွင့်ပေးရပါမှာ Okay ပါပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ Z Front 3ဆိုတဲ့ app ကိုဝင်မယ် agree ကိုလိုက်မယ် Okay ကိုချက်နေမယ်ဒီမှာကကျွန်တော်တို့မြန်မာ fonts ကိုကျွန်တော် share ရမှာဖြစ်ပါတယ်မြန်မာ fonts ကိုသိပြီဆိုလို့ရှိရင် see all ကိုနေဒီမှာကြောင်ရလေးရဲ့နိုင်ငံရှိတတ်ပါတယ်为什么一定so much of the bird 回来怎么办等等ဒီတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကပြည်တော်စုဆိုတဲ့ဟာလေးကိုကျွန်တော် download လုပ်မယ် download ကိုနေ app file ကိုလိုက်မယ်ပြီးလို့ရှိရင် okay ကိုချက်လိုက်ပြီပါနောက်တစ်ခုကကျွန်တော်တို့ဦးမိုးလေးရေးဆိုတာလေးကိုနှိပ်မယ် download နှိပ်မယ် app file ဆိုတာလေးကို okay နှိပ်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ second ကြောက်ဝင်ပါမယ် Polynomial setting ပြီးတော့ဒီမှာက additional setting ကိုနှိပ်မယ် language and input ဆိုတာလေးကိုနှိပ်မယ် current keyboard ဆိုတာလေးကိုနှိပ်မယ်ဒီအပေါ်ဆုံးက frozen keyboard ဆိုတာလေးကိုပေးပေးပါဒီတော့ဆိုရင်ကျွန်တော်တို့ကောက်ကတ်ထည့်ဝင်မယ်ဒီတော့လို့ရှိရင်ဒီနားလေးမှာရှိတဲ့ new project ဆိုတာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ကိုလုပ်ချင်တဲ့ video တစ်ပုဒ်ကိုပေးမယ်ဒီတော့လို့ရှိရင် add ကိုနှိပ်အဲ့မှာကကျွန်တော်တို့ဒီစာရန်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီနားလေးကအောက်နားလေးမှာပြထားတဲ့ T ဆိုတဲ့ text လေးကိုနှိပ်မယ် H ဆိုတဲ့ text လေးကိုနှိပ်မယ်ဒီတော့လို့ရှိရင်ကျွန်တော်ဒီမှာကadd front ဆိုတာလေးနှိပ်မယ်ဒီတော့ရှင်ဒီအောက်နားလေးအပေါင်းလေးကိုနှိပ်ဒီတော့ရှင်ဒီနားလေးမှာကျွန်တော်ဒီအပေါ်ဆုံးမှာဆိုရှင်မျိုးကောင်းလေးပြထားတယ်ပေါ့နော်အားလေးကိုဒီတော့ရှင်ဒီအောက်ဆုံးမှာ font ဆိုတာလေးကိုနှိပ်ဒီမှာဆိုတာလေးကိုထည့်နေဒီလိုရှင်ခုနကတောင်းလို့ဆွဲထားတဲ့ကိုကျွန်တော်နှိပ်ပါမယ်တစ်ခုကိုနှိပ်မယ်ဒီတော့ဆိုတာလေးကိုနှိပ်မယ်ဒီတော့ရှင်အတိုင်းပဲနောက်တစ်ခုဖြစ်တဲ့ဒီဦးမွန်လေးရေးဆိုတာလေးကိုထည့်နေပြရပါမယ်ဆိုတော့ဒီအောက်နားလေးမှာဆိုလို့ရှိရင်ခုနကျွန်တော်တို့တောင်းလို့ဆွဲထားတဲ့ကိုပေါ်ပြီဆိုတော့အဲ့ဒါလေးကိုနှိပ်မယ်ဦးမွန်လေးကိုနှိပ်မယ်ဒီမှာဟိုလိုချင်တဲ့စာလေးတွေရေးရရတယ်ပေါ့နော်အောက်ကဟာကိုကြည့်ပါလေဒီဗီဒီယိုမှာပေါ်နေတဲ့စာသားကိုပဲကြည့်ပေးပါဒီလိုရှင်နေတာဥမိုးလေးကြီးပေါ့နော်ဒီလိုရှင်ဒီမှာပြေလောင်စုစာလေးကိုကျွန်တော်နှိပ်ပါမယ်ဒါရှင်ဒါဆိုလို့ရှိရင်ကျွန်တော်ခောက်ကကနေပြီးတော့ဒီမှာစာတန်းထုတ်လို့ရပါပြီ။တော့ပို့ထားတဲ့နေရာဒါပို့ချက်လို့ရှိရပေါ့နော်။ဒါကတော့ကျွန်တော်ခောက်ကကနေပြီးတော့ဒီမှာစာတန်းချိုးနေကိုကျွန်တော်တီးတလောက်ကိုရိုးရိုးရှင်းရှင်းလေးကျွန်တော်မျှဝေပေးတာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်တီးကျင်တာလေးတွေရှိလို့ရှိရင်ကျွန်တော်ပြောခဲ့ပါကျွန်တော်အကောင့်ဆုံးနဲ့ basic ရှင်းပြပေးတော့ပါမယ်။ကျွန်တော်တီးတလောက်ကိုကျွန်တော် share လုပ်ပေးတော့ပါမယ်။ဆိုတော့ thank you for watching my video